ဘာလူသားတွေထဲမှာဖန်ဆင်းရှင်ဝါဒကိုယုံကြည်ပြောဆိုနေတဲ့ဝါဒဘာသာတရားတွေညများစွာရှိအဲ့ဒီဘာသာဝါဒတွေဘယ်တော့မှစပေါ်ခဲ့တာလဲဆိုတာကိုမြတ်စွာဘုရားကသမိုင်းကြောင်းနဲ့ခြီးပြီးတော့ perspective အနေနဲ့ခြုံငုံသုံးသပ်ပြတဲ့နေနဲ့ဟောတာဗြဟ္မဇာလပိဋကမှာဟောထားတာလေးရှိတယ်အဲ့တော့ဖန်ဆင်းရှင်ဝါဒကိုပါဠိလိုပါပြောလို့ဆိုဣတ္တရနေမာနဝါဒပါဠိဘာသာနဲ့ဣတ္တရနေမာနဝါဒဣတ္တရဆိုတာတကုရှင်နေမာနဆိုတာဖန်ဆင်းတာဣတ္တရနေမာနအကြောင်းကိုတကုရှင်ကြီးကဖန်ဆင်းတယ်လို့အမျိုးမျိုးတွေးထင်ပြီးတော့ပြောတဲ့စကားတွေရေးသားထားတဲ့စာပေတွေဟောပြောချက်တွေဒါတွေကိုဣတ္တရနေမာနဝါဒလို့ခေါ်တယ်အဲ့ဒီယူဆတစ်ခုလက်ခံပြီးတော့ဒီအမြင်မြင်တဲ့ပုဂ္ဂိုလ်ဣတ္တရနေမာနဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီယူဆတွေကမှားသလားမှန်သလားဘယ်ပုံဖြစ်ပေါ်လာတယ်လဲဆိုတာဘုရားမြတ်စွာဓမ္မစာနာတော်မှာဟောထားတာရှိတယ်ဒါဘုရားဘာသာဝင်တွေသိတဲ့သိလိုက်တဲ့အချက်ကလေးတွေအဲ့တော့ဖန်ဆင်းရှင်ဝါဒဘယ်ပုံဖြစ်ပေါ်လာဆိုတော့ဒီကနေ့ကဘာကြီးတို့ကဘာပေါင်းမြောက်များစွာပေါ်ထွန်းလာခဲ့အခုကိစ္စကားနဲ့ပြောရင်တော့ကဘာဟာဂျိုကြီးတစ်ခုလို့ပြောတယ်သိပ္ပံဆရာကောင်းကင်ထဲမှာရွှေရှားနေတဲ့ဂျိုကြီးတစ်ခုတကယ်ပြောမယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားကကဘာမြေကြီးအကြောင်းကိုအသေးစိတ်သိပြီးတော့အကျိုးရှိတာမဟုတ်လို့နိဗ္ဗာန်ရောက်ကြောင်းတရားမဟုတ်လို့အသေးစိတ်မဟောခဲ့ပေမဲ့မြတ်စွာဘုရားဟောထားသမျှကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ကဘာကြီးဟာလည်းပဲကောင်းကင်မှာတည်ရှိနေတဲ့အရာတစ်ခုလို့ဆိုတာသိတယ်ကဘာကြီးပြတ်သွားပုံကဘာကြီးပြန်တည်ပုံဆိုတာတွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်လေဟာပြင်ကောင်းကင်ကြီးထဲမှာတည်ရှိတဲ့အရာတစ်ခုဆိုတာကအမှန်တမ်းထင်ရှားကောင်းပြီဘုရားစာပေရဘယ်အရာမှမြဲတာမရှိဘူးသဗ္ဗေသင်္ခါရအနိစ္စအလုံးဟာပြောင်းလဲပြီးတော့နောက်ဆုံးဖြစ်ပြီးပြတ်သွားမှလေကြည့်တည်မြဲနေတာတစ်ခုမှမရှိဘူးယံကေစိသိက္ခတံပလောကဓမ္မအကြောင်းတရားတွေကစုပေါင်းလောက်ထားတဲ့အရာမှန်တယ်ပလောကဓမ္မပျက်စီးသွားတဲ့သဘောရှိတယ်ဆိုတဲ့ဒီကဘာကြီးလည်းပါမယ်ပဲပေါ့ဒီကဘာကြီးဟာဒီလိုကဘာမျိုးတွေအချိန်ချင်းပျက်စီးခဲ့ဘူးအဲ့ဒီပျက်စီးခဲ့တဲ့အတိုင်းအတာတွေနဲ့ပျက်စီးဖို့အချင်းရာတွေကိုမြတ်စွာဘုရားကဒီသုတ္တံမှာတန်ခါလေးဟောထားနှစ်ပေါင်းများစွာကြာတဲ့အခါမှာတဲ့ဒီကဘာကြီးကပျက်စီးသွားလိုက်ဦးမယ်ဒီသုတ္တံမှာအဲ့လောက်လေးပဲပျက်စီးသွားလိုက်ဦးမယ်အဲ့တော့တခြားသုတ္တံတွေမှာဟောထားတာပျက်စီးတယ်ဆိုတဲ့ဟာအားကြောင့်ပျက်စီးတယ်လေအကြောင်းတရားကိုလိုက်ရှာတဲ့အခါမှာမီးဖြတ်လို့လည်းပြတ်တယ်ရေးကြောင့်လည်းပြတ်တယ်လေကြောင့်လည်းပြတ်တယ်မီးရယ်ရေးရယ်လေရယ်ဒီမီးရယ်လေလို့ဆိုတဲ့ဒီအားစုကြီးသုံးဖို့ဒီကဘာမြေကြီးကိုဖြတ်စီးပြစ်တယ်အားလုံးသိတဲ့အတိုင်းလူတွေရဲ့ခန္ဓာကိုယ်ဆိုတာလေသတ္တုမဟာဘူတိကောအယံကာယောလို့ဆိုတယ်မဟာဘုတ်၄ပါးနဲ့ဖွဲ့စည်းတာမြေရည်လေပြီးဓာတ်ကြီး၄ပြားလို့ဆိုတယ်ဒါနဲ့ဖွဲ့စည်းထားတာပဲအားလုံးကြည့်တယ်ဘယ်အရာပဲဖြစ်ဖြစ်ယုတ်ထုမှန်သမျှဟာဒီ၄ခုနဲ့ဖွဲ့စည်းဒီ၄ခုအပြင်နောက်ထပ်၄မျိုးထပ်ထည့်လိုက်တဲ့အခါကျအထက်ကလယုတ်၈ခုလို့ခေါ်တာနော်
ဒီလေးခုကအခြေခံပဲအဲ့ဒီအခြေခံတဲ့အခြေခံကပါလဲလို့ဆိုပထဝီပဲပထဝီဟာကျန်တဲ့ရုပ်တည်ရဲ့တရားဖြစ်လို့ပဋိဌာနပဋိဌာပနလက္ခဏာကျန်တဲ့ရုပ်တည်ပထဝီဆိုတာပါတဲ့သဘောခဲတဲ့သဘောသုံးဖို့အတုံးခဲအဲ့ဒီလိုအတုံးခဲဖြစ်နေအောင်အာဘောကနေစုစည်းပြီးဖွဲ့စည်းပြီးတေဇောကမာစေတယ်ဝါယောကနေပြီးတော့တခြားဟာတွေနဲ့တွဲမသွားအောင်တွန်းကန်ပေးထားတယ်ဟောဘယ်ရာပဲဖြစ်ဖြစ်ဓာတ်ကြီးလေးပါးကဒီလိုစွမ်းဆောင်တာအဲ့ဒီပေါ်မှာအစင်းပါလာတယ်အနတ်ပါလာတယ်အယတာပါလာတယ်ဩဇာတပါလာတယ်ဟောဒီလေးခုထည့်လိုက်တဲ့အခါဒါအထကလပရုပ်ရှိခုအပေါင်းဒီရုပ်ရှိခုကဘယ်တော့မှခွဲလို့မရဘူးဒါကြောင့်အဝိနေဘောကရုပ်ရှိခုလို့ခေါ်တာ indivisible ခွဲလိုက်ရင်ဘာဖြစ်ခွဲလိုက်ရင်ရုပ်အခြေအနေ quality တွေကုန်ပြတ်တယ်ဒီလိုဆိုနော်စုစည်းနေမှာရုပ်သဘောဆိုတာရှိတခုစီကွဲသွားတာနဲ့တကယ်နဲ့ရုပ်သဘောမဟုတ်ဘူးအဲ့လိုဒီလိုအခြေအနေရှိတဲ့အထက်မှာအဖြတ်တွေကဘာတွေကဖြတ်တတ်တယ်ဆိုမီးကဖြတ်တယ်ရေကဖြတ်တယ်လေကဖြတ်တယ်ကဘာကြီးတစ်ခုလုံးကဒီရေတို့လေတို့မီးတို့ကနေဖြတ်အကျိတ်အများဆုံးဖြတ်တာတော့မီးဖြတ်တယ်မီးဖြတ်တယ်ဆိုတာကဘာကြီးမီးလောင်သွားတာပေါ့ဘုရားအားကြောင့်လောင်တယ်လဲလို့ဆိုအခုတော့ကြည့်ပဲလေကဘာကြီးကတဖြည်းဖြည်းပူနွေးလာတယ်ပူနွေးလာတယ်နဲ့ပြောစက်တော့မယ်ဆိုတဲ့အနေထားရောက်လာလို့ရှိရင်မိုးခေါင်တာတစ်နှစ်လည်းမဟုတ်နှစ်နှစ်လည်းမဟုတ်နှစ်ပေါင်းများစွာမိုးတွေခေါင်လာလို့ရှိရင်အပူဟာဘလောက်ပြင်းလာမယ်ဆိုစဉ်းစားကြည့်ပါနောက်ဆုံးမှာပထမနေတစ်စင်းထွက်တယ်အဲ့ဒီနေမဝင်ခင်နောက်ထပ်နေတစ်စင်းထပ်ထွက်လာတယ်အဲ့ဒီနေမဝင်ခင်နောက်ထပ်နေတစ်စင်းထပ်ထွက်လာတယ်နေ9စင်းထွက်ပြီလို့ဆိုတဲ့အချိန်ဒီကဘာကြီးကမီးဟုံးတောက်မီးလောင်ကျွမ်းသွားပြီနောက်ဆုံးကကောင်းကင်ယံထဲမှာပျောက်ကွယ်အောင်ဒီလိုပြောတယ်နော်ကောင်းပြီအဲ့ဒါလို့ကဘာကြီးကိုမီးဖြတ်လို့ပျက်စီးသွားပြီဆိုလို့ရှိရင်ဒီကဘာကြီးပေါ်မှာရှိတဲ့သက်ရှိတ attva တွေဘယ်ရောက်ကုန်တော့ရသော်ဗျာဘယ်လိုဟောတော့ဆိုရေပုံရေနတတ္တအာဘတ္တရတံဝတ္တနိကရေပုံရအားဖြင့်လို့ဆိုထားတဲ့စကားအများအားဖြင့်တတ္တဝါတွေအများစုအာဘတ္တရဆိုတဲ့ဇမဘုံရောက်တာဒုတိယဆံဇမဘုံဟုတ်ပါဘာဖြစ်လို့အဲ့ဒီရောက်တော့ဆိုလို့ရှိရင်မိဖြတ်တဲ့ကဘာဟာပထမဆံဇမဘုံထိအောင်လောင်တယ်32ဘုံနဲ့ပထမဆံကာမဘုံ7ဘုံအကုန်လောင်တယ်နောက်ပြီးတော့ပထမဆံ3ဘုံမှာလောင်တယ်ဆိုမိလွတ်တာဒုတိယဆံကနေစမိလွတ်တယ်အဲ့တော့မိလွတ်တဲ့စီရောက်သွားရောက်တယ်ဆိုတာလည်းအကြောင်းမဲ့ရောက်တာမဟုတ်ဘူးလူတွေရဲ့တန်ဝေကနဲ့ကုသိုလ်စွမ်းအားတွေနဲ့ဇမာဖြစ်ကြတယ်အဲ့တော့လူကောင်းတွေလူတွေကအများစုအားဖြင့်ထိတ်လန့်တုန်လှုပ်လာတဲ့ကောင်းတာတတ်ကြကြိုးစားလာပြီးတော့နောက်ဆုံးမှာဇမာဘဝနဲ့အဘတ္တရဘုံစုပြီးတော့ရောက်သွားတာလေဒီလိုဆိုတာကဘာကြီးပြက်ပြီဆိုအဲ့တော့မြတ်စွာဘုရားကတော့ကဘာကြီးပြက်ပြီဆိုလို့ရှိရင်တဲ့ရေပုံရအားဖြင့်အများအားဖြင့်တတ္တဝါတွေအာဘတ္တရဘုံရောက်ပုံရတယ်အာဘတ္တရဘုံရောက်တဲ့ဇမာတွေရဲ့အနေအထားကိုမြတ်စွာဘုရားဘယ်ပုံပေါ်ပြလို့ဇမာတွေဟာမနှောမယသူတို့ရဲ့စိတ်ခန္ဓာကိုယ်ဟာအလွန်သိမ်မွေ့စိတ်နဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုယ်လူတွေကမမြင်ရရင်ဝိညာဉ်လောကကိုပြောကြတာလေဒီမှာမနှောမယဆိုဇန်စိတ်နဲ့ဖန်တီးထားတဲ့ခန္ဓာကိုယ်ဆိုအလွန်သိမ်မွေ့အလွန်ကိုနုညံ့အလွန်သိမ်မွေ့တဲ့ရုပ်ခန္ဓာကိုယ်ကြီးရှိပိဋိဘက္ခတခြားအစာအာဟာရမစားဘူးသူတရားနဲ့သူစိတ်နဲ့သူပြောနေတဲ့ပီတိဟာသူတို့ရဲ့အစာပဲပီတိနဲ့ပဲအသက်ရှင်တာတယံပပါ
သူတို့ခန္ဓာကိုယ်အထွက်တဲ့ကိုယ်ရောင်ကိုယ်ဝါပဲရှိတယ်နေတွေလတွေလျှက်စစ်မီတွေဒါမျိုးတွေမရှိဘူးပြင်ပကအလင်းရောင်အဖို့နော်ခန္ဓာကိုယ်အထွက်တဲ့အလင်းရောင်ကိုယ်ပိုင်အလင်းရောင်ရှိတယ်အန္တလိခဆိုတာရေကြီးပေါ်မနေတာမဟုတ်ဘူးရေပြင်ပေါ်မှာနေတာမဟုတ်ဘူးကောင်းကင်မှာလက်လက်သွားလာနေကြတယ်ဟောကောင်းကင်နေတဲ့သတ္တဝါမျိုးဖြစ်တယ်သူဘထာယီနောတဲ့တကယ်ကိုလှလှပပတင်းတင်းတဲတဲကြီးသူတို့နေကြတာချမ်းသာတာဒီလိုဆိုလို့အဲ့တော့ဗြဟ္မာတွေရဲ့ပုံသဏ္ဍာန်ကိုကြည့်ပဲဆိုညမပြေမှာတော့ပကြီကားချက်တွေကရေးတယ်ပေါ့ဗြဟ္မာကြီးကိုအချွန်ကြီးတွေအတက်ကြီးတွေနဲ့ရေးတာဟုတ်လားမဟုတ်လားတော့ပြောနိုင်ဘူးပေါ့မြင်မှုတဲ့လူမှသိနော်ဒီမှာဗြဟ္မာကိုသေဖို့ခေါ်တာတော့မနောမယစံစိတ်နဲ့ပြီးတဲ့ခန္ဓာကိုပီတိဘက်ကပီတိကိုစားတယ်တယံပပကိုယ်ပိုင်အယောင်ပါနေရှိတယ်အန္တလိခဆိုတာကောင်းကင်ကိုသွားလာနေကြတယ်သူဘထာယီနောလှလှပပအနေထားမျိုးရှိတယ်ဆိုတော့ဗြဟ္မဘုံမှာအဲ့လိုဗြဟ္မာကြီးတွေနေကြအဲ့လိုနေတဲ့အချိန်မှာဒါကဘာပြတ်သွားတဲ့အချိန်တော့ကဘာပြတ်သွားတာကိုတံဝတ္တကပ္ပလို့ခေါ်တယ်ကဘာပြတ်နေတဲ့အတိုင်းအတာတစ်ခုကိုတံဝတ္တကပ္ပကပ္ပဆိုတာရှည်လျားတဲ့အတိုင်းအတာကြီးတစ်ခုကိုကပ္ပလို့ခေါ်တယ်လူတွေကတော့ကတ်ဆိုင်တယ်လို့ပြောလို့ရှိရင်ကတ်ဆိုတဲ့စကားကိုအဆိုးလို့ထင်တယ်ကတ်ကအဆိုးမဟုတ်ဘူးနော်ကတ်ဆိုတာအင်္ဂလိပ်လိုတော့ period အီယန်လို့လည်းခေါ်တယ်ရှည်လျားတဲ့အတိုင်းအတာအချိန်ပိုင်းကြီးတစ်ခုကပ္ပကိုပြောတယ်နော်ကပ္ပဆိုတာရှည်လျားတဲ့အချိန်ပိုင်းကိုကပ္ပအဲ့ဒီရှည်လျားတဲ့အချိန်ပိုင်းပျက်စီးနေတဲ့အတိုင်းအတာကြီးတစ်ခုသူကပဲမီးစလောင်မယ်မီးလောင်ဖို့တွေးချောင်းနေတယ်မီးစလောင်ပြီးတော့ကဘာကြီးပြတ်သွားပြီဆိုတဲ့ဖြတ်စည်းနေတဲ့အတိုင်းအတာတစ်ခုတာဝတ္တကပ္ပပြတ်နေတဲ့အတိုင်းအတာတိုင်းကလည်းနှစ်ပေါင်းများစွာရှိကြတယ်အဲ့ဒါကိုတာဝတ္တထာယီလို့ခေါ်တယ်တခါဒီကဘာကြီးပြောင်းလဲမှုတွေကြောင့်ကဘာဝအရိယောဆိုပုရုယာတိပုရုပြောင်းလဲမှုတတ္တဝါတွေရဲ့ကံကိုအခြေပြုပြီးတော့ကဘာကြီးကပြန်ပြီးတော့အာဂတထဲမှာပြန်ပြီးတော့တီးလာတီဖို့စတင်ပြီးတော့တီဆောက်လာတဲ့အပိုင်းကိုဝိဝတ္တလို့ခေါ်တယ်အဲ့ဒီဝိဝတ္တတီဆောက်လာပြီးတော့ခဏအထိဒီလိုတီးနေတဲ့အပိုင်းကိုဝိဝတ္တထာယီလို့ခေါ်တယ်အဲ့ဒါကိုအသင်္ချေယက၄မျိုးလို့အတိုင်းတာကြီး၄ခုပေါ့နော်အချိန်ပိုင်းအတိုင်းတာကြီး၄မျိုးရှိတယ်တာဝတ္တထာယီဝိဝတ္တထာယီပါဠိလိုပြောတယ်တာဝတ္တဆိုတာပျက်စီးနေတဲ့အချိန်ပိုင်းတာဝတ္တထာယီဆိုပျက်စီးပြီးတော့အပြက်အစည်းတိုင်းတီးနေတဲ့အချိန်ပိုင်းဝိဝတ္တဆိုတာပြန်ပြီးတီဆောက်နေတဲ့အချိန်ပိုင်းဝိဝတ္တထာယီတီဆောက်ပြီးစီးပြီးတီရှိနေတဲ့အချိန်ပိုင်းဒီလိုအချိန်ပိုင်းကြီး၄မျိုးရှိအဲ့တော့ကဘာကြီးကပြက်ပြီးတော့နောက်ဆုံးမှာအပြက်အတိုင်းနှစ်ပေါင်းများစွာကြာပြီးတဲ့အခါပြန်ပြီးတော့တီဆောက်လာတဲ့အပိုင်းရောက်အဲ့လိုတီဆောက်လာတဲ့အပိုင်းရောက်တော့ဒီပထမဇန်ဗြဟ္မဘုံဆိုတာမိဖြတ်လို့ပါသွားတဲ့ပထမဇန်ဗြဟ္မဘုံပြန်ပြီးတော့ပေါ်ထွန်းလာသူ့နေထားပြန်ပေါ်ထွန်းလာပြီဆိုလို့ချက်အဘဒရဘုံကဗြဟ္မာတဥကတက်တန်းကုံရည်ဖြစ်စေကောင်းမှုကုံလို့ဖြစ်စေသိတယ်ဆိုတာနှမျိုးရှိတယ်အတက်တန်းကုံလို့လည်းသိတယ်တခါတလေကျတော့တက်တန်းမကုံရင်ကုသကံကုံလို့ရှိရင်မသိဘူးသိခြင်းအကြောင်းအဲ့တော့ကုသကံကုံလို့သူကစောစောသိဗြဟ္မဘုံကသုတိသိပြီးတော့ပထဝဇန်ဗြဟ္မဘုံမှာသွားပြီးတော့ပြမဖြစ်ပြန်ဒါတရဝါဆိုတာဒီဘဝကဆုံးသက်သွားရင်နောက်ဘဝတစ်ခုရယူမြဲပဲဘယ်တော့မှဒီဘဝတစ်ခုကိုမယူဘဲနဲ့ဒီတိုင်းနေတယ်ဆိုတာမရှိဘူးလူတွေကသာတွေးကြညမဗုဒ္ဓဘာသာတွေကသိပြီးပြီဆိုလို့ရှိရင်9ရက်ဘဝမကူးသေးဘူးလို့ထင်ကြတချို့ကတိဘက်နိုင်ငံတိဘက်လူမျိုးတွေကြတော့49ရက်ဘဝမကူးသေးဘူးလို့ယူဆအဲ့ဒါလို့အမျိုးမျိုးယူဆကြတာပေါ့နော်မြတ်စွာဘုရားရဲ့တရားတော်အရာထသုတိနဲ့ပရိသေရေဆိုတာအနန္တရပစ္စည်းနဲ့အနန္တရပစ္စည်းပါသု
သုတိပြီးတာနဲ့တကယ်နဲ့ပြိပ္ပိချက်ချင်းရဂျားထဲမှာအခြားမရှိခြားကွယ်မှုမရှိဘူးဒါကြောင့်မို့ပြောတာတော့သေသည်ဤအခြားမဲ့ခြားမဲ့ဆိုတာမခြားဘူးလို့ပြောတာဇက်တိုက်လို့ဆိုလိုတာနော်အဲကောင်းပြီဇမပြေကသုတိပြီးတော့အဘဒရဘုံကသုတိပြီးတဲ့အခါမဟာဗြဟ္မဘုံလာပြီးမဟာဗြဟ္မဖြစ်နေပြီဖြစ်လာတယ်ဆိုတာဒီတခဏလေးမဟုတ်ဘူးဒီမဟာဗြဟ္မဘဝနဲ့သူကနှစ်ပေါင်းကဘာနှစ်ပေါင်းအမတန်မှကြာသူတူဦးရဲပဲဖြစ်ဟောမရှိဘူးတတဝါဆိုတာဒွာယရာမောဟိအယံလောကောတဲ့တတဝါတွေဆိုတာတဲ့အဖော်လေးနဲ့မှပြုတ်တယ်ဒါဟုတ်တယောက်တည်းနေချင်းရှားရင်ပြင်းလာတယောက်တည်းနောက်တိုင်းကလူတွေကနော်သူစိတ်အလိုမကြတဲ့အခါကျပြောကြလိမီအလုံးငါတယောက်တည်းနေစမ်းမရစီသောငါနမလာနဲ့လိမီအလုံးဟောကြတယောက်တည်းနေပါများလာတော့ဘာဖြစ်တုံးဆိုလုံးလီဆိုပြင်းလာမနေနိုင်ဘူးတယောက်တည်းအချိုင်မနေအခုလူသားမပြောနဲ့ဒီဗြဟ္မာကြီးကသူဖြစ်လာတဲ့ဗြဟ္မာပုံမှာတခြားဗြဟ္မာတွေရောက်မလာသူတယောက်တည်းအကြာကြီးနေရတဲ့အခါကျဘာဖြစ်လာလဲတခြားဗြဟ္မာတူအဖော်တူရောက်လာရင်ကောင်းမှာပဲဆိုအတွေးလာပြင်းလာကြတော့အဲ့ဒါလို့တွေးမိတယ်ကွာနော်အဲ့ဒါလို့တွေးမိလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လာတော့ဆိုသူတွေးလိုက်တဲ့အချိန်နဲ့အဘဒရဘုံကတတဝါတူသို့မဟုတ်တခြားဘုံကတတဝါတူအဘဒရဘုံကဗြဟ္မာတူကသုတိသိချာကံကုံလို့ဖြစ်စီတတန်းကုံလို့ဖြစ်စီတည်ပြီးတော့ပြုတ်ကနေသူ့အဖော်ဖြစ်ရောက်ကဲစဉ်းစားကြည့်ဒီကနေ့ခေတ်လူတွေလည်းဒီလိုပဲတွေးမှာသူကနောက်တစ်ယောက်ရောက်လာရင်ကောင်းမှာပဲလို့တွေးလိုက်တဲ့အချိန်မှာဘွားကနေရောက်တိုက်ဆိုင်သွားတာနော်တိုက်ဆိုင်သွားတယ်အဲ့ဒါလို့တိုက်ဆိုင်သွားတဲ့အခါကျသူ့အတွေးကဘာတွေးမိသွားတော့သူတွေးဖို့ကအဟမတ္တမိဗြဟ္မာမဟာဗြဟ္မာသူဟာတကယ်ကိုကြီးမြတ်တဲ့ဗြဟ္မာကြီးသူ့ကိုယ်သူတွေးထင်သွားဖို့သူလိုချင်တာချက်ချင်းရတာရတော့သူ့ကိုယ်သူအဟမတ္တမိဗြဟ္မာငါဟာတကယ်ဗြဟ္မာကြီးတယ်မဟာဗြဟ္မာတခြားဗြဟ္မာတွေတဲ့မြင့်မြတ်ဗြဟ္မာချင်းမတူဘူးငါကအလွန်မြင့်မြတ်တဲ့မဟာဗြဟ္မာဖြစ်တယ်သူတွေးတာကအလွန်ကျွံသူစဉ်းစားတာအဘိဓုတဲ့အားလုံးကိုငါပရမိုးချုပ်ခိုင်းတာအနဘိဓုတော့ငါ့ကိုဘယ်သူမှမချုပ်ခိုင်းဘူးအညတ္တထုတသောအရာခတ်သိမ်းကိုငါမြင်နိုင်စွမ်းရှိအားတယောက်တည်းဆိုမပြောဘူးနောက်တစ်ယောက်လာရင်ကောင်းမယ်အညတ္တထုတသောငါမြင်တဲ့အတိုင်းဖြစ်လာဝတ္တဝတ္တိဘာဖြစ်ဖြစ်ငါအလိုတိုင်းအကုန်ဖြစ်စေတယ်ဣတရောငါဟာကဘာကြီးကိုစိုးရကတ္တကဘာကြီးကိုငါတည်ဆောက်တာနေမတာငါဟာကဘာကိုဖန်ဆင်းသူဖြစ်တယ်သူအတွေးကွာဒီတိုင်းနော်သူတွေးတာတစ်ထောအားလုံးနဲ့ငါကရက်တယ်ဗဇိတာဘယ်သူပါဖြစ်ဘယ်သူကပါဖြစ်ရမယ်လို့ငါကပဲခွဲတန်းချပြီးတော့စီမံဆောင်ရွက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဝတ္တိငါမှစွမ်းရည်တတိအများကြီးရှိတယ်ပိတာဘုဒ္ဓဗဗျာနာတတ္တဝါခတ်သိရင်ငါဟာဖခင်တတ္တဝါအားလုံးကိုငါမွေးဖွားပေးတာငါဖခင်ဒါဒီအယူဆတိုင်းနဲ့ဒီကနေ့ခေတ်အိန္ဒိယနိုင်ငံကဒီတတ္တဝါတွေစပေါ်လာပုံကိုပြောတဲ့ဖီလိုဆိုဖီတွေမှာဒီတိုင်းပြောတယ်နော်အိန္ဒိယဖီလိုဆိုဖီတချို့ဆိုလို့ရှိရင်အတ္တမန်နဲ့ပရမတ္တမဆိုဖန်ဆင်းရှင်ကြီးကနေပြီးတော့အတ္တမန်ဆိုတဲ့ဆိုးလေးတွေဖန်ဆင်းပေးလိုက်တယ်ဒီလိုဆိုတာပဲသူကဖန်ဆင်းတာ
အဲ့ဒါတွေကနောက်ပိုင်းမှာလူတွေကထပ်တွေးပြီးတော့အမျိုးမျိုးဆုပ်ပြုလာကြတယ်အခုကဒီပြမာကြီးကသူ့ကိုယ်သူထင်းနေတဲ့အချက်တွေကိုဖော်ပြတဲ့စကားပိတ္တဘုဒ္ဓပဗျာနာတတဝါတွေအားလုံးရဲ့ငါဖခဲ့တယ်မယာဣမိတတ္တနေမိတာတတဝါတွေအားလုံးကိုငါဖန်ဆင်းတာဘာလို့လဲဆိုတော့သူတွေးပြီးတဲ့နောက်မှာတတဝါတွေကဒုက္ခနဲ့သူအရှူပေါ်လာကြတာဟုတ်ပေါ်လာတော့လောကကြီးကိုသူကဖန်ဆင်းတယ်လို့စိတ်ထဲမှာဆွဲမှတ်တော့ဒါတကယ်ထင်သွားတာအဲ့ဒါလို့တကယ်ထင်သွားတာသူ့အထင်အတိုင်းပဲနောက်မှရောက်လာတဲ့ဖြစ်မှာနဲ့သူနဲ့ကအတော်အလန်းกว่าသူကရုပ်အစင်းတန်ပို့ပြီးတော့ချောမောလှပခံရတယ်အသက်ပိုးရှိတဲ့ဘုံတကူပိုကြီးတယ်နောက်မှရောက်လာတဲ့ဇမာကသူ့လောက်ရုပ်ရည်မရှိဘူးသူ့လောက်ဘုံတကူမရှိဘူးသူ့ကိုယူကျိုးရတယ်လေးစားရတယ်ဆိုတော့သူထင်မယ်ဆိုလဲထင်စရာကြီးပဲဟောအဲ့လိုဖြစ်လာသူ့လောက်လဲတက်တမ်းမရှိဘူးအဲ့တော့နောက်ရောက်လာတဲ့ဇမာကလည်းသူကထပ်တွေးပြန်ငါ့ကိုဒီဇမာကြီးကဖန်ဆင်းတာဖြစ်ငါငကူအားရှိတာမဟုတ်သူဖန်ဆင်းလို့ဘာလို့လဲဆိုငါအစောဆုံးသူ့ကိုတွေ့ရငါတဲ့အရင်ဒီရောက်နေတာတွေ့တော့သူ့ဆန္ဒအတိုင်းငါဒီမှာလာဖြစ်ရငါ့ကိုသူဖန်ဆင်းတာပဲလို့ဆိုပြီးခုနကမဟာဗြဟ္မာကြီးကလည်းလောကကြီးကိုသူဖန်ဆင်းတယ်လို့တွေးတယ်နောက်ရောက်လာတဲ့ဗြဟ္မာကြီးကလည်းသူ့ကိုဒီဗြဟ္မာကြီးကဖန်ဆင်းတယ်လို့တွေးပြန်ဒီအတွေးတွေမှားရတဲ့အတွေးတွေဝင်လာတာတကယ်ကတော့ဘယ်သူကမှဘယ်သူ့ကိုဖန်ဆင်းတာမဟုတ်ဘူးမဟာဗြဟ္မာကြီးကလည်းသူ့ကံနဲ့သူဘုံတကိုကြည့်တာလည်းသူ့ကံကြောင့်ဘုံတကိုကြည့်တာအသက်ရှည်တာလည်းသူ့ကံကြောင့်ဘုံအသက်ရှည်တာအဆင်းလာတာလည်းသူ့ကံနောက်ဗြဟ္မာကညံ့တာလည်းသူ့ကံနဲ့လာကြလာပေမဲ့လို့အထင်အမြင်တွေကအဲ့လိုဖြစ်သွားတယ်အထင်အမြင်တွေမှာအဲ့လိုဖြစ်သွားတဲ့အတိုင်းနောက်ရောက်လာတဲ့ဗြဟ္မာကဟောဒီဗြဟ္မာကြီးကငါတို့ဖန်ဆင်းတာငါတဲ့အရင်သူရောက်နေတာကိုငါစတွေ့ရတယ်ဒါကြောင့်မို့သူပဲဖန်ဆင်းတာဒါဗြဟ္မာဘုံမှာဖြစ်နေတဲ့ဖန်ဆင်းရှင်ဝါဒဒါဖြင့်ဒီဖန်ဆင်းရှင်ဝါဒဟာလူပြည်ဘယ်လိုရောက်လာတော့လူပြည်ရောက်ပုံလေးရတယ်တစ်မျိုးနော်ဒါကဗြဟ္မာပြည်မှာဖန်ဆင်းရှင်ဝါဒစတင်ခဲ့လူပြည်ရောက်လာပုံကခုနကနောက်မှမွေးလာတဲ့ဗြဟ္မာကတက်တန်းသိမရှိတော့သူကုသိုလ်ကကုံဆုံးတာနဲ့ဗြဟ္မာဘဝကနေသုတိစိတ်ချလူဘုံလာပြီးသူဖြစ်တယ်အဲ့ဒီအချိန်မှာလူဘုံကလည်းပြန်တီးနေပြီဆိုတော့လူလာဖြစ်တယ်ပေါ့အဲ့လိုလူလာဖြစ်တဲ့အချိန်မှာသူကဘာလုပ်လဲဗြဟ္မာဖြစ်တုန်းကအရှိန်အဝါတွေတရားကျင့်တဲ့စွမ်းတတ္တိတွေစိတ်နေသဘောထားတွေဝါဒနာတွေပါလာတဲ့အခါကျလူဘဝမှာသူကအပ္ပဒကျင့်စဉ်တွေကိုကျင့်ကြတဲ့ဆန္ဒတွေရှိတယ်ကံကုံအာယုန်တွေကိုသိမမဲ့ပေါ့ဒါဗြဟ္မာပြည်ကလာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားဒီပြင်ဘုံကလာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားနဲ့မတူဘူးလို့ဆိုရှင်မကတ္တဝါတို့ဇနီးမောင်နှံနဲ့ကြည့်ဗြဟ္မာပြည်ကလာတဲ့အခါကျတော့ဘုဒ္ဓမသူတို့ကံကုံအာယုန်တွေနဲ့ပတ်သက်ပြီးဆက်ဆုပ်ရရှိတာအဲ့တော့အဲ့ဒီဗြဟ္မာကအသက်အရွယ်ရောက်လာတဲ့အခါကျတော့ကံကုံအာယုန်တွေကိုဆုံးလုပ်ပြီးတော်တဲ့ထွက်တရားချင်းသမထကျင့်တဲ့တွေကိုကျင့်တဲ့အခါဘာရတော့လို့ဆိုသံနေရလာပရပဇာဒုတိယဇာတတိယဇာသုထဇာသမာဓိအစွမ်းထက်ဆုံးဇာကြီးကိုရတဲ့အခါသူကဘာလုပ်လဲဇံကိုကြည့်ပြီးတော့ဇံရတာကိုသူကြည့်အဘိညာဉ်တွေရဘိညာဉ်တွေရတဲ့အခါငါပဲဘဝလာတာတော့ဆိုပုဗ္ဗေနိဝါဒနုတ္တိအဘိညာဉ်ဆိုရှိကိုယ့်ရဲ့
အတိတ်ဘဝဇာလန်းကိုပြန်ပြီးတော့ကြည့်နိုင်တဲ့အနေအထားတစ်ခုပုပ္ပေနိဝါဒပုပ္ပေဆိုတာအတိတ်ဘဝနိဝါဒဖြစ်ခဲ့ဘူးနေခဲ့ဘူးတဲ့ကိုယ်တဏ္ဍာမှာတကယ်ဖြစ်ခဲ့ဘူးတဲ့ခန္ဓာကိုယ်တဏ္ဍာမှာတကယ်ဖြစ်ဘူးတဲ့ရုပ်တည်နာမ်နေပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ချင်းနေရှားရှားကြီးပြန်ပြီးလာမနေ့ကဘာတွေလုပ်ခဲ့တယ်ဆိုတာခဏပြန်စဉ်းစားတဲ့အခါမှာရှင်းရှင်းကြီးပေါ်လာပြန်ပြီးတော့မြင်လာအတိတ်ဘဝတွေကဖြစ်ခဲ့တာတွေအကုန်လုံးအသေးစိတ်ဘယ်ဘဝတုန်းကနာမည်ကဘယ်လိုအနွယ်ကဘာလို့ဘယ်မှာဘာဖြစ်ခဲ့တယ်ဘာတွေလုပ်ခဲ့တယ်အစားဘာတွေစားခဲ့ရတယ်ဘယ်လိုနေခဲ့ရတယ်အသေးစိတ်အကုန်သိအဲ့ဒါလို့သိတဲ့အခါသူကပြန်ပြီးတော့သူ့အတိတ်ဘဝတွေကိုကြည့်လိုက်တဲ့သူဘယ်ကလာတာတော့ကြည့်လိုက်တော့ဗြဟ္မဘုံကအဗြဟ္မဘုံကလာတဲ့အခါကျတော့သူဗြဟ္မဘုံတုန်းကတွေးထင်ထားတဲ့ဖန်ဆင်းရှင်ကြီးလို့တွေးထင်ထားတဲ့ဗြဟ္မာကြီးကမရှိနေတယ်သူကသာတေပြီးလူပြန်ဖြစ်တော့သူကကြည့်တော့ဥပ္ပေနိဝါဒနုတ္တိဉာဏ်နဲ့ကြည့်လိုက်တဲ့အခါအဲ့ဒီဗြဟ္မာကြီးကိုသွားတွေ့နေတယ်တွေ့နေတဲ့အခါမှာငါတို့ဗြဟ္မာကြီးကဖန်ဆင်းတာပဲဆိုတဲ့အယူဝါဒလူပြည်ရောက်တာဒါလည်းမကဘူးအဲ့ဒါနဲ့တွဲဖက်ပြီးတော့ဘယ်အယူဆပေါ်လာတယ်လဲဆိုရင်ဗြဟ္မာကြီးကနိစ္စထာဝရငါတို့ကအာနိစ္စဧကိစ္စသတ္တဝါဒပါလူပြည်မှာဖြန့်ပြတော့တယ်အန်ဆင်းရှင်ဝါဒတွေမကဘူးတချို့မြဲတချို့မမြဲဘူးဆိုတဲ့အယူဆမှားရတဲ့အယူဆကြီးတစ်ခုလူပြည်လူလောကမှာဖြန့်ပြပြီးတော့ဟောပြောတာတဲ့အဲ့ဒါလိုနဲ့ဗြဟ္မပြည်မှာစတင်လာတဲ့ဖန်ဆင်းရှင်ဝါဒဒီကနေ့ခေတ်လူပြည်ထီအောင်လွှမ်းမိုးပြီးလူတွေရဲ့စိတ်တွေထဲမှာယုံကြည်နေကြတယ်ဒီလိုဆိုနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီဖန်ဆင်းရှင်ဝါဒကိုယုံကြည်လက်ခံမယ်ဆိုလို့ရှိရင်ဘယ်လိုအနေအထားဖြစ်နိုင်မလဲဖန်ဆင်းရှင်ဝါဒကိုအမှန်လို့လက်ခံတဲ့ပုဂ္ဂိုလ်ဘယ်လိုဖြစ်နေလဲဆိုတာဝေဖန်ထောက်ပြထားတာရှိတယ်မြတ်စွာဘုရားအရာခတ်သိမ်းတို့တွေကြုံတွေ့နေရတဲ့ဘဝအခြေအနေဘဝရဲ့ဒုက္ခဒုက္ခတွေကဖန်ဆင်းရှင်ကဖန်ဆင်းလို့ဖြစ်ရတာလို့ဆိုလို့ရှိရင်တဲ့ဒီဘဝသူများတတ်ပြီးတော့ပါဏာတိပါဒအမှုပြုနေတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဖန်ဆင်းရှင်ကြီးကဖန်ဆင်းလို့သူများတတ်နေကြသူများဥစ္စာခိုးတဲ့တခိုးတွေကလည်းဖန်ဆင်းရှင်ကြီးကဖန်ဆင်းလို့ခိုးနေကြကာမေတုမိစ္ဆာသာရဘုဒ္ဓဝါဒပိတုနဝါစာဘုဒ္ဓဝါစာဒုစရိုက်တွေလုံးနေတဲ့ပုဂ္ဂိုလ်ကလည်းဘုရားသခင်ကသာဝရတကုရှင်ကြီးကဖန်ဆင်းထားတဲ့အတိုင်းတို့တွေလုံးနေရတာလို့ဒီအဓိပ္ပာယ်မျိုးရောက်ပါတယ်ဒါဟုတ်တာပဲအရာခသိမ်းကိုဖန်ဆင်းရှင်ကဖန်ဆင်းတာဆိုတော့ကိုယ့်ဘဝဒုက္ခဒုက္ခဘဝအစဉ်တန်ကြုံတွေ့တဲ့များကိုယ်နဲ့မဆိုင်ဘူးဖန်ဆင်းရှင်နဲ့မဆိုင်သွားတယ်ဟောဒါရင်လားလို့ဆိုမကဘူးတဲ့ဖန်ဆင်းရှင်ဝါဒကိုလက်ခံယုံကြည်ပြီးဆိုလို့ရှိရင်ဘာဖြစ်နိုင်လက်ခံယုံကြည်လာတဲ့ပုဂ္ဂိုလ်တရားနှစ်သာရရှိတယ်လို့ဖန်ဆင်းရှင်ဝါဒကိုလက်ခံထားတဲ့ပုဂ္ဂိုလ်တရားဟာမိမိရဲ့ဆန္ဒမိမိရဲ့လုံလဝိရိယဒါလုံးတဲ့တယ်ဒါမလုံးတဲ့ဘူးလို့ဆိုတဲ့အချက်ဒါတွေနဲ့ပတ်သက်လို့ဘာမှအသုံးဝင်တော့ဘူးဟုတ်တယ်လေအရာရာဘုရားသခင်ဖန်ဆင်းတဲ့အတိုင်းဖြစ်တာဆိုတော့ကိုယ်ဆန္ဒဟာလက်ကားပဲကိုယ့်ရဲ့ကြိုးစားအထောက်မှုတွေလည်းလက်ကားပဲကြိုးစားသည်ဖြစ်စေမကြိုးစားသည်ဖြစ်စေဘုရားသခင်ဖန်ဆင်းထားတာငါချမ်းသာဖို့ဖန်ဆင်းထားရင်ချမ်းသာမှာပဲဆင်းရဲဖို့ဖန်ဆင်းရင်ဆင်းရဲမှာပဲလုံးတဲ့နလားမလုံးတဲ့ဘူးလားရွေးစရာမလိုတကုရှင်ကဖန်ဆင်းထားလို့လုံးတဲ့နဲ့ဟာဆိုရင်ငါလုံးနေရမှာပဲမလုံးတဲ့နာကိုဖန်ဆင်းပေးထားလဲငါမလုံးပဲနေရမှာဟောမလုံးတဲ့နာကြီးလုံးနေရမှာပဲဆိုဒီအခြေအနေမျိုးတွေရောက်သွားနိုင်တယ်အဲ့တော့ဖန်ဆင်းရှင်ဖန်ဆင်းလို့ဖြစ်တယ်လို့ဆိုလို့ရှိရင်တဲ့လူဘဝကိုဆုံးခွာပြီးတော့တမနာဗြဟ္မဏအဖြစ်ခံယူပြီးတရားကျင့်တာလည်းဘာအိဗယ်မှမရှိဘူးဘာအိဗယ်မှမရှိဘူး
ဒီတမနာလို့ပြောဖို့ရကိုကျင့်တဲ့တရားနဲ့ပတ်သက်ပြီးပြောစရာလည်းဘာလဲလို့မရှိတော့ဘူးလို့မြတ်စွာဘုရားကတိဋ္ဌာယနာတော့ဒီလိုဝေဖန်ထောက်ပြထားတာရှိတယ်။ကောင်းပြီဒီဖန်ဆင်းရှင်ဝါဒဟာပြမပြေမှာစတင်လာပြီးတော့လူပြေရောက်လာပြီးဒီကနေ့ခေတ်ဖန်ဆင်းရှင်ဝါဒကိုယုံကြည်တဲ့ဘာသာတရားတွေညောင်းများရှိတယ်။အဲဒီဖန်ဆင်းရှင်ဝါဒယုံကြည်တဲ့ဘာသာတရားတွေကို atheism လို့ခေါ်တယ်။ atheism ဘုရားသခင်ကိုယုံကြည်အဲ့ဒါလို့ဖန်ဆင်းရှင်ဝါဒစီမှာဆုတောင်းတာတို့ဆုပန္နာတို့လောက်တာတွေလောက်တဲ့ဘာသာတရားတွေကို religion လို့ခေါ်တာပဲဗုဒ္ဓဘာသာမှာအဲ့လိုမျိုးတွေမဟုတ်ဘူးအဲ့တော့ဖန်ဆင်းရှင်ဝါဒကိုမယုံကြည်ရင် atheism နော်မယုံကြည်တဲ့ပုဂ္ဂိုလ်တွေက atheism ယုံကြည်ပြီးဆိုရင် theism ပေါ့ theism အဲ့တော့ဘုရားဘာသာတွေကြတော့ဖန်ဆင်းရှင်ဝါဒကိုလက်မခံတဲ့အတွက်ကြောင့် atheist လို့ခေါ်တယ်။ဒီဝါဒကိုတော့ atheism လို့ခေါ်တယ်။ဖန်ဆင်းရှင်ဝါဒကိုလက်မခံဘူး။အဲ့တော့ဘုရားဘာသာတွေကဒီ theism မဟုတ်ဘူး theist မဟုတ်ဘူး creation ကိုလက်ခံတာမဟုတ်ဘူးဖန်ဆင်းရှင်ဝါဒကိုလက်မခံဘူး။ဘာလို့လက်မခံတော့ဆိုတော့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဒါမမှန်ဘူးလို့ရှင်းလင်းဟောကြားတာ။ဒါဖြင့်ဒီလိုမှားယွင်းတဲ့အယူဆတရားလက်ခံလာတာဟောပြောလာတာဘာကိုအခြေခံပြီးတော့ဒီအယူဝါဒတစ်ခုပေါ်လာရတယ်လို့ဆိုတယ်။မြတ်စွာဘုရားကရေပုံရအကြောင်းတစ်ခုသုံးသပ်ပြ။အဲ့ဒီအကြောင်းတစ်ခုကဘာလို့ဆိုနံပါတ်1ကပရတောခောတာတစ်ဖက်သားရဲ့ပြောဟောမှုတစ်ဖက်သားရဲ့ပြောဟောမှုမမှန်မကန်ဟောပြောတဲ့အကြောင်းအရာဆိုပါစို့ဟေးလောကကြီးကိုဘယ်သူဖန်ဆင်းတာလဲဘုရားသခင်ဖန်ဆင်းတာတကုရှင်ဖန်ဆင်းတာဖန်ဆင်းပုံဖန်ဆင်းနည်းတွေအမျိုးမျိုးပြောကြတယ်ဟောကြတယ်ဘုရားသခင်ဖန်ဆင်းတာလားလူဘဝလူတွေကိုဘယ်သူဖန်ဆင်းတာတော့ဘုရားသခင်ဖန်ဆင်းတယ်နဲ့ဒီလိုပြောလာကြတာဟုတ်အဲ့ဒီပြောတဲ့စကားတွေနားထောင်မှုကဒါအကြောင်းတစ်ခုနောက်တစ်ခုကအာယောနိသောမနတိကမိမိကိုယ်တိုင်ကမှန်မှန်ကန်ကန်မစင်စားနိုင်တာမစင်မြင်နိုင်တာမှန်မှန်ရင်းရင်းစဉ်းစားမိတာအဲ့ဒါလို့အာယောနိသောမနတိကလားဆိုအကြောင်းတစ်ခုအဲ့တော့ပရတောဩသလို့ဆိုတဲ့ဗမာမကန်ဟောပြောမှုကိုနားထောင်ခြင်းအာယောနိသောမနတိကလားဆိုတဲ့ဒီမှန်မှန်ကန်ကန်မစင်စားနိုင်ခြင်းမှန်မှန်ရင်းစဉ်းစားခြင်းဆိုတဲ့ဒီအပြင်အကြောင်းနဲ့အတွင်းအကြောင်းဒီနှစ်ခုပေါင်းစပ်ပြီးတော့မိစ္ဆာဒိဋ္ဌိမှားယွင်းတဲ့အမြင်တစ်ခုဆိုပေါ်လာတာအဲ့ဒီပေါ်လာတဲ့မိစ္ဆာဝါဒဒါမမှန်မှုမှန်ရင်မိစ္ဆာဝါဒတကယ်အဖြစ်မှန်မဟုတ်ဘူးတကယ်အဖြစ်ကဘာလို့လို့ဆိုရင်မြတ်စွာဘုရားပြိဿသမုပ္ပါဒ်ကိုဟောတယ်လေတို့တွေဘာကြောင့်ဖြစ်လာတာတော့လို့ဆိုတော့ပြိဿသမုပ္ပါဒ်မှာမြတ်စွာဘုရားဟောတာကိုမှန်ကန်တဲ့အကြောင်းတရားကိုရှာပြတယ်တရဝါတွေဟာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသို့မဟုတ်အကြောင်းနဲ့အကျိုးသစ္စာတရားအမှန်ကန်ကိုမသိကြမသိတဲ့အခါကျတော့မလှုပ်တဲ့နာလည်းလှုပ်မိတာပဲလှုပ်တဲ့နာလည်းမလှုပ်ဘဲနေမိတာပဲအဲ့လိုဖြစ်အဲ့တော့မသိတာကအဝိဇ္ဇာလှုပ်မိလို့ရလှုပ်မိတာကသင်္ခါရဆောင်ရွက်မှုဒီနှစ်ခုအမှန်မသိခြင်းအဝိဇ္ဇာရဲ့မမယင်ရင်လုံးမိခြင်းသင်္ခါရအဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျသင်္ခါရပစ္စယဝိညာဏလို့ဆိုရင်ဘဝတစ်ခုအစပြုတာအစပြုလာတာတဲ့ကြိုင်နဲ့တရေစိတ်လေးပေါ်လာတာနဲ့တရေစိတ်ကိုမြည်ပြီးတော့ရုပ်တည်နာနေတိုးပွားလာဝိညာဏပစ္စယနာမရူပရုပ်နဲ့တိုးပွားလာတဲ့အခါဘာဖြစ်လဲနာမရူပပစ္စယတအာယတရုပ်တရားတွေနံတရားတွေပေါ်လာတဲ့အခါကျတော့ပြမအာယုန်နဲ့ဆက်သွယ်စရာအင်္ဂါရက်တွေဝင်လာမျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ပါလာတယ်နောက်ဆုံးစိတ်ပါလာအဲ့ဒါတွေကမလုပ်တာတော့ဆိုပြင်ပကဘာနဲ့ဆက်သွယ်ဖို့ဖြစ်လာကြည့်မျက်စိကမြင်စရာအာယုန်တွေနဲ့ဆက်သွယ်လာအကယ်၍မျက်စိသာမပိုင်မြင်စရာအာယုန်ဖြူနေဝါပြသိမှာမဟုတ်ဘူးနော်
မျက်စိပါလို့ပြင်ဘက်ကအာယုံနဲ့ဆက်နားပါလို့အတန်အာယုံနဲ့ပြင်ဘက်မှာလည်းပဲမျက်စိနဲ့မြင်လို့ရတာရှိတယ်နားနဲ့ကြားလို့ရတာရှိတယ်နှာခေါင်းနဲ့နမ်းရှုလို့ရတာရှိတယ်လျှာနဲ့မှသိနိုင်တာရှိတယ်ခန္ဓာကိုယ်နဲ့မှသိလို့ရတာရှိတယ်အဲ့ဒီမျက်စိနားနာလျှာကိုယ်ဆိုတာတွေနဲ့မသိပဲနဲ့စိတ်နဲ့သာသိလို့ရတာရှိဟောအာယုံက6မျိုးဖြစ်သွားတာဟုတ်အဲ့ဒီအာယုံ6မျိုးနဲ့ဆက်သွယ်ဖို့အတွက်အာယတနာ6ပါးဆိုတာလူတွေခန္ဓာကိုယ်မှာပါတာဒါကမှဖန်ဆင်းတာမဟုတ်ဘူးဒီအကြောင်းနဲ့အကျိုးနဲ့ဖြစ်ပေါ်လာမှုမြတ်စွာဘုရားဟောတာနာမရူပပစ္စယတတ်လိုက်ကဲဆက်သွယ်မှုဆက်သွယ်เสียအင်္ဂါရက်တွေပါလာတဲ့အခါကျဘာဖြစ်မျက်စိပါတော့ကြည့်တာပေါ့နားပါတော့နားထောင်မှာပေါ့အဲ့ဒါကြောင့်အာယုံနဲ့စိတ်နဲ့ဆက်သွယ်မှုဆိုတဲ့တွေ့ထိမှုတွေပေါ်လာတယ်တတ်လိုက်ရနာပစ္စယဖတ်တော်ဆိုပြီးလာပြန်တာလေအဲ့လိုလာတဲ့အခါဘာဖြစ်တယ်ဆိုတော့တွေ့ထိပြီဆိုတဲ့ကအတွေ့အကြုံရခံစားမှုလေးပေါ်လာတယ်တတ်လိုက်ဖတ်တာပစ္စယဝေဒနာဆိုဝေဒနာဒါဒီတိုင်းပဲကိုယ့်ဘဝကိုတည်တည်ချာချာလေးနဲ့စဉ်းစားကြည့်နေ့စဉ်လည်းဒါပဲလေဝေဒနာပစ္စယပါလာလဲဆိုဝေဒနာပစ္စယတဏှာဆိုလိုချင်လားတွေ့ကြုံရပြီးတဲ့နောက်မှာလိုချင်လားကောင်းတာဆိုလိုချင်လားမကောင်းတာနဲ့တွေ့ရင်လည်းကောင်းတာကိုလိုချင်မှုဆိုတာလာတာပဲအဲ့လိုလိုချင်တဲ့အခါဆွလမ်းမှုဖြစ်လာတယ်ဝေဒနာပစ္စယတဏှာပစ္စယဥပါဒနာဆွလမ်းမှုဖြစ်ဆွလမ်းမှုဖြစ်လာတဲ့အခါဥပါဒနာပစ္စယဘဝလို့ဆိုပြီးကံတရားတွေရောထိုကံကထုတ်လုပ်တဲ့ဘဝဆိုတဲ့ဥပပတ္တိဘဝလို့ခေါ်တဲ့ခန္ဓာတွေရလာတော့ဘာဖြစ်လဲဆိုကံတရားရှိလာရင်ကမ္မဘဝပစ္စယဇာတိဆိုပြီးတော့တခါပြန်ပြီးမွေးဖွားအောင်ပါပဲမွေးဖွားမှုရှိလာလို့ရှိရင်သရပိုတယ်မရဏသေဟောဒီအဆုံးသတ်ဒီကြားတဲ့ဘာတွေလာသေးတယ်ဆိုတောကတဲ့ဆိုရရတယ်ပြိတိဝမထိန်နိုင်လို့ပုံရတယ်ဒုက္ခကိုဆင်းရဲရတယ်ဒေါမနတစိတ်မချမ်းသာဖြစ်ရတယ်ဥပါယတစိတ်တွေပင်ပန်းရတယ်ဆိုတာဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမှုရယောတဲ့မြတ်စွာဘုရားကသာဝရဘုရားကတကူရှင်ကြီးကသံသင်းတာမဟုတ်ဘူးတဲ့ဟောဒီပုံစံနဲ့ဒီတရားတွေဟာဖြစ်ပေါ်လာတာဖြစ်တယ်တတဝါဆိုတာဒါကိုခေါ်တာလေတတဝါနဲ့ပြောနေတာဒီပရိစ္ဆေသမုပ္ပါဒ်မှာပေါ်ပြထားတဲ့ဒီအမည်နာမတွေအစစ်အမှန်အမည်နာမတွေဒါတွေကိုပေါင်းပြီးတော့လူတွေကတတဝါလို့ခေါ်လိုက်တာဟုတ်အဲ့တော့တကယ်ဖြစ်လာတာကကြည်ဝိညာဏယောသတ္တရဏဖတ်တာဝိရဏတဏှာဥပါဒံဘဝဆိုတာဒါတွေပဲဖြစ်တာပဲအဲ့ဒါလို့ဒုက္ခဒုက္ခတက်တာဖြစ်ချင်းများတာဖြစ်တယ်လို့ဆိုတဲ့မြတ်စွာဘုရားရဲ့စကားတော်ဟာဒီသာဝရဘုရားဖန်ဆင်းလို့တကုရှင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတာကိုပယ်ချ reject လုပ်တယ်လို့ခေါ်ဒါကိုတားပြစ်ဒါဖြစ်တဲ့အဖြစ်မှန်ကိုမြတ်စွာဘုရားဒီလိုဟောပြအဲ့တော့ဘုန်းကြီးတို့တွေဒီလိုမှားယွင်းတဲ့အမြင်တစ်ခုဘုဒ္ဓနာမှာပျောက်သွားအောင်ဘယ်လိုလုပ်ရဒီမိစ္ဆာဝါဒဒီအမြင်မှားကြီးတစ်ခုလက်မခံမိအောင်အမြင်မှားပြောက်ဘယ်လိုလုပ်ရမလဲဆိုတော့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ဆင်ញင်သုံးသပ်ဆင်ញင်သုံးသပ်ဖို့ရှင်းဥစွာသင်ရဘယ်ကိစ္စပဲဖြစ်ဖြစ်ဒီပြင်ကိစ္စမပြောနဲ့ဈေးရောက်တာတော့သင်ရသေးမသင်မဲ့တဲ့ရောက်လို့ရမှာမဟုတ်ဘူးအားလုံးဟာဘယ်အလုပ်ပဲဖြစ်ဖြစ်သင်ရတာရှိတယ်အဲ့တော့ဒီမိစ္ဆာအယူဝါဒမျိုးဖန်ဆင်းရှင်ဝါဒမျိုးဟာမမှန်ဘူးဆိုတာကိုသိပြီးနောက်ဒီလိုအယူဝါဒမျိုးမဖြစ်အောင်မသင်ရအကြောင်းအကျိုးစစ်မှန်တရားတွေသိအောင်ရှင်းလို့ဆိုတာသင်ရအဲ့ဒီသင်တယ်ဆိုတာဘာကိုသင်ရမလဲရှင်းလို့ဆိုတာရုပ်အကြောင်းနာမ်အကြောင်းသင်ရုပ်ဆိုတာဘယ်လိုခေါ်လဲနာမ်ဆိုတာဘယ်လိုခေါ်ဒါကိုရုပ်နဲ့နာမ်နှစ်မျိုးခွဲအောင်ကိုယ်ခန္ဓာကိုကြည့်လိုက်ပေါ့မျက်စိနာနာတရားကိုဆိုတာတွေကအချမ်းမြအဖြစ်ပြောမှဆိုရင်ရုပ်တရားအဲ့ဒါတွေကိုမြည်ပြီးတော့အာယုန်တွေကိုသိတတ်တဲ့သဘောတရားကနန္တရားလို့ဟောလူတွေမှာအာယုန်ကိုမသိတာကရုပ်တရားအာယုန်ကိုသိတာကနန္တရားလို့ဒီနှမျိုးပဲရှိရူပဆိုတာအပူနဲ့တွေးလိုက်တစ်မျိုးပြောင်းသွားလိုက်အေးနဲ့တွေးလိုက်တစ်မျိုးပြောင်းသွားလိုက်ဆန့်ကျင်မဲ့အကြောင်းတရားတွေနဲ့ဆုံတဲ့အခါမှာဒ
ပြောင်းလဲသွားတဲ့သဘောကိုရူပလို့ခေါ်တာဟုတ်တယ်ပေါ့လူရဲ့အသားအရောင်တော့နေဘူးလောင်ရင်တစ်မျိုးနော်နေဘူးမလောင်တဲ့အခါတစ်မျိုးပြောင်းနေပြီဆန့်ကျင်ဘက်အကြောင်းတစ်ခုတွေးတယ်နဲ့ပြောင်းလဲသွားတဲ့သဘောတွေကရူပဒီလိုဆိုတာနာမလို့ဆိုတာကြတော့ကြည့်အာယုံရှိတဲ့ဘက်ကိုညွတ်သွားတယ်ညွတ်တယ်ဆိုတာဥလက်တာကိုပြောတယ်စဉ်းစားကြည့်ပေါ့ကိုယ့်အိမ်မှာမျက်လုံးလေးမိတ်ပြီးတော့အိတ်နေတဲ့အချိန်မှာထောက်ခနဲ့အတန်ကြားလိုက်ရင်အဲ့ဒီပဲစိတ်ရောက်သွားမလားဒါညွတ်သွားတာပဲအနံ့လေးရတဲ့အခါအနံ့ရတဲ့စီစိတ်ရောက်သွားဘူးလားကြားရင်ကြားတဲ့စီအနံ့ရရင်ရတဲ့စီဟောစိတ်ကရောက်ဒါကိုညွတ်သွားတယ်လို့ခေါ်တာပဲအဲ့ဒါလို့ညွတ်သွားတဲ့သဘောတရားတွေကနာမအဲ့ဒါလို့ဒုက္ခနာမအခုလို့ရူပနဲ့နာမနာမနဲ့ရူပဒီတစ်ခုပဲရှိတာပဲလို့ဒါကိုအရင်စဉ်းစားတွေးခေါ်နိုင်အောင်ရှင်းလို့ဆိုတာသိယူကြအဲ့ဒါကိုခန္ဓာနဲ့ဖွဲ့စည်းပြီးပြောတဲ့အခါကျတော့တို့ရဲ့ခန္ဓာကိုယ်ကြီးကရုပ်ခန္ဓာကိုယ်ကြီးကရူပခန္ဓာအဲ့ဒီထက်မဲ့ပြောတယ်မပြောဘူးစိတ်ညစ်တယ်ဆိုတဲ့ခံစားမှုတွေကဝေဒနာခန္ဓာအာယုန်နဲ့တွေးလိုက်တဲ့အခါမှတ်ထင်တဲ့သဘောတွေကပညာတွေးတော့ဆင်ញင်ပြီးတော့လောက်ကင်ပြောဆိုဖို့လှုပ်ရှားနေတဲ့နန္တရားတွေအလုံးကသင်္ခါရခန္ဓာသိတဲ့စိတ်လေးကဝိညာဉ်နဲ့ခန္ဓာလို့နာမ်ခန္ဓာက၄မျိုးခံစားတာရဲ့မှတ်သားတာရဲ့စိတ်ဆော်လောက်ကင်တာရဲ့နော်သိတာရဲ့ဒီ၄ခုကနာမ်ခန္ဓာ၄ပါးရုပ်ခန္ဓာတစ်ပါးဟောတို့တဲ့ရဲ့တဏ္ဍာမှာဒါပဲရှိတာပါလားအဲ့ဒါကိုပဲပြည့်ညတ်တင်ပြီးတော့ငါလိုလည်းပြောနေကြတယ်သူလိုလည်းပြောနေကြတယ်တခုကိုငါပြောလိုက်ရင်ဉာဏ်ငါဟာဖြစ်သွားပြန်တယ်ဒီလိုရုပ်တရားနံတရားနဲ့ပတ်သက်ပြီးတော့အသေးစိတ်သင်ပြီးတော့ဆင်ခြင်သုံးသပ်အဲ့ဒါလို့ဆင်ခြင်သုံးသပ်လိုက်တဲ့အခါမှာရုပ်နဲ့နံနဲ့ကွဲကွဲပြားပြားသိအောင်ဆိုပါတော့စူးစမ်းဆင်ခြင်ပြီးတော့ကြည့်ဖို့လုပ်အပ်သေးတယ်ဘယ်အာယုံပဲဖြစ်ဖြစ်အာယုံလေးတစ်ခုကြည့်လိုက်မျက်စိနဲ့မြင်စရာအာယုံလေးတစ်ခုမြင်လိုက်မြင်စရာအာယုံလေးကရုပ်တရားမြင်စရာအာယုံလေးထင်ဟပ်လာတဲ့မျက်လုံးကလည်းရုပ်တရားအဲ့ဒီနှစ်ခုပေါင်းစုံမှုချင်းကြောင့်ပေါင်းစုံမိချင်းကြောင့်မြင်ပြီးတော့မြင်တဲ့အရာကိုသိတယ်ဆိုတဲ့စက္ကဝိညာဉ်စိတ်လေးကနန္တရားလို့ဟောမြင်မှုကိစ္စမှာ၃မျိုးလေးအကြမ်းမြင်အားဖြင့်ဒီလိုမှတ်ရမျက်လုံးရှိတယ်မြင်စရာအာရုံရှိတယ်နှစ်ခုတွေ့မယ်အဲ့ဒီနှစ်ခုဆုံပြီးတဲ့အခါမြင်တယ်ဆိုတဲ့မြင်ချင်းကိစ္စဆောင်ရတဲ့စိတ်ကလေးပေါ်လာအဲ့ဒီစိတ်လေးကဉာဏ်တရားဉာဏ်နဲ့နှစ်ခုကရုပ်တရားကြားတယ်ဆိုတဲ့အခါမှာလဲအတန်ရယ်နားရယ်ဒါကရုပ်တရားအတန်နဲ့နာဆုံပြီးတဲ့အခါမှာကြားတဲ့အတန်ကိုသိတယ်ဆိုတာပေါ်လာအဲ့ဒါကဉာဏ်တရားလို့အကြမ်းပြင်းအားဖြင့်ရုပ်နဲ့နာဒီလိုကွဲမှတ်ထားလက်တွေ့အားဖြင့်အဲ့ရပေါ်မှာအိတ်နေရင်လည်းစဉ်းစားလို့ရတာပဲခေါင်းပေါ်ခေါင်းကြီးထိထားတယ်ခေါင်းလေးကဣဣလေးဆိုလို့ရှိရင်ဟုတ်လားခေါင်းအုံကထိเสียအာယုခေါင်းမှာရှိတဲ့ကာယပတ္တနာကထိတတ်တဲ့သဘာဝတရားအဲ့ဒီနှစ်ခုစုံပြီးတဲ့အခါဩဣတယ်လို့သိတာသိပြီဖြစ်တယ်မာရင်ခေါင်းကမာတယ်လို့သိတာဒီဆိုတာသိတယ်အဲ့တော့ခေါင်းအုံရဲ့ခေါင်းရဲ့တရားစကားနဲ့ပြောမယ်ဆိုရင်ခေါင်းအုံရဲ့ခေါင်းရဲ့ကရုပ်တရားမာမှန်းပြော့မှန်းသိလိုက်တာလေးကနန္တရားလို့ဆိုတာဟောတေချာစဉ်းစားကြည့်မယ်ဆိုရင်ဘယ်ကိစ္စပဲဖြစ်ဖြစ်ရုပ်နဲ့နာနှမျိုးပဲရှိတယ်ဆိုတာမျိုးပွဲပွဲပြပြသိအောင်ဆင်ခြင်တာအဲ့ဒါလို့ဆင်ခြင်လိုက်လို့ရှိရင်နောက်ဆုံးအစစ်မြင်လာတဲ့အခါနာမရူပပြိစေကညာရုပ်နဲ့နာနဲ့ကွဲခြင်းလို့ဆိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားရုပ်ကသဘာဝတစ်မျိုးနာကသဘာဝတစ်မျိုးဆိုမတူညီတဲ့သဘောတရားတွေပိုင်ပိုင်နေနေသိသွားအဲ့ဒါနာမရူပပြိစေကညာတခါကြည့်ရုပ်တရားမှာဘာကြောင့်ဖြစ်လာတယ်လဲစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်မျက်လုံးလေးပဲကြည့်မိဘကိုအမိပြုပြီးကံတရားကြောင့်ဒီမျက်လုံးလေးရ
ဥဒုတို့စိတ်တို့အာဟာရတို့ကနေပြီးတော့ဒီမျက်လုံးလေးကိုဝိုင်းဝန်းပြီးတော့ထောက်ပံ့ထားတယ်အကြောင်းတရားကိုဆင်ញင်တတ်မယ်ဆိုလို့ရှိရင်သူဟာဆိုင်ရာအကြောင်းတွေကြောင့်ရလာဟောမြင်သိစိတ်ဆိုတဲ့နံတရားလေးကြတော့မျက်လုံးရဲ့အဆင်းအာယုံရဲ့ဒီတစ်ခုစုံလိုက်တဲ့အခါမှာမြင်သိစိတ်ကလေးပေါ်လာတာလို့မျက်လုံးရဲ့အဆင်းအာယုံရဲ့ကအကြောင်းတရားမြင်သိစိတ်ကလေးကအကျိုးတရားလို့အကြောင်းအကျိုးပါဆင်ញင်နိုင်လာပြီဆိုလို့ရှိရင်ပစ္စယပရိက္ခညာလို့ခေါ်တယ်ဒီလိုဆိုလို့လားနော်အဲ့တော့မိစ္ဆာဒိဋ္ဌိဤဝါဒတစ်ခုပျောက်ဖို့ရအတွက်ကိုလုံးရမှာကိုယ်ခန္ဓာကိုယ်ရဲ့ပြန်ပြီးတော့အာယုံစိုက်ပြီးတဲ့အခါရှုပ်နံတဘာဝကိုဆင်ញင်စဉ်းစားဆင်ញင်စဉ်းစားလို့ပွဲပြသိပြီဆိုရင်နာမရူပပြိစ္ဆေညာအကြောင်းတရားတွေကိုသိပြီဆိုရင်ပစ္စယပရိက္ခညာအဲ့ဒီညာနှမျိုးရပြီဆိုလို့ရှိရင်နာမရူပပြိစ္ဆေညာရလိုက်တာနဲ့ဘာရှင်းသွားတော့ဆိုအော်ငါဆိုတာမရှိပါလားယုံနဲ့နာနှမျိုးတည်းရှိတာပါတတ္တဝါဆိုတာလည်းမရှိပါလားလူဆိုတာလည်းမရှိပါလားနတ်ဆိုတာလည်းမရှိပါလားတကယ်တော့အလုံးမှာယုံနဲ့နာနှမျိုးပါလားလို့တန်တရားကတွေးထင်လာတဲ့ငါသူတစ်ပါးဆိုတဲ့အတွေးတွေပျောက်သွားပြီးတော့ယုံနဲ့နှမျိုးတည်းပဲမြင်လာနိုင်တဲ့အတိုင်းအတာရှိပါပြီဆိုအမြင်ဟာစင်ကြယ်သွားပြီလို့ပြောအဲ့ဒါကိုဒိဋ္ဌိဝိတ္တုတိလို့ခေါ်တယ်ဒီမြင်မှုကစင်ကြယ်တဲ့အမြင်လို့ခေါ်တယ်တရဝါဆိုတဲ့အမြင်ကိုကြော်ဖြတ်ပြီးတော့ယုံနဲ့နှမျိုးတည်းပဲမြင်ပြီလို့ဆိုရင်ဒီအမြင်ဟာမှန်ကန်တဲ့အမြင်ဖြစ်လို့ဝိတ္တုတိမှားရတဲ့အမြင်တစ်ခုတန့်စင်ဆေးကြောပေးလိုက်လို့စင်ကြယ်တဲ့အမြင်ဒီတိတ်ပဲမျိုးဒိဋ္ဌိဝိတ္တုတိဖြစ်သွားတယ်ဒိဋ္ဌိဝိတ္တုတိဖြစ်သွားရင်ခုနကဘုရားသခင်ဖန်ဆင်းတာဆိုတဲ့အတွေးကမလားဟိုဒီအတွေးအားပြော့နောက်တစ်ခါဒီယုံနဲ့နှစ်ခုဟာဆရာအကြောင်းတွေကြောင့်ဖြစ်တယ်လို့သိလိုက်တာနဲ့မှန်ကန်တဲ့အကြောင်းတရားကိုသိလိုက်တာနဲ့တပြိုင်နက်ဘုရားသခင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အတွေးဟာမရှိတော့ပြောက်အဲ့ဒါကြတော့ခင်ခာဝိတရဏဝိတ္တုတိလို့ခေါ်တယ်တန်တရားတွေကိုဖြတ်ကျော်ပြီးတော့တန်တရားတွေကိုရှင်းလင်းလိုက်ပြီးတော့စင်ကြယ်သွားတာအဲ့တော့ဒိဋ္ဌိဝိတ္တုတိရဲ့ခင်ခာဝိတရဏဝိတ္တုတိရဲ့အဲ့ဒီဝိတ္တုတိနှစ်မျိုးရမှအ ਨੇ ဆုံးအခြေခံအပြင်သိပြီဆိုမှမှားရင်းတဲ့အယူဆတစ်ခုကိုယ်တဏ္ဍာမှာမဖြစ်အောင်ထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်ဒါလည်းပဲဒီအသိဉာဏ်တွေရှိနေတော့ကထိန်းချုပ်နိုင်တာဖြစ်တယ်သာဝရထိန်းချုပ်နိုင်ဖို့ကြတော့ဒီရဆက်ပြီးလုပ်ဖို့လိုသေးတယ်ပို့ပြီးတော့သေချာအောင်ဆင်ញင်သုံးသပ်ပြရယုံနဲ့ဓမ္မတွေကိုပို့ပြီးတော့သေချာအောင်မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုဆင်ញင်သုံးသပ်ပေးတာဟာအတိတ်နဲ့ဆက်ပြီးဆင်ញင်သုံးသပ်တယ်အနာဂတ်နဲ့ဆက်ဆက်ပြီးဆင်ញင်သုံးသပ်တယ်ပစ္စုပန်နဲ့ဆက်ဆက်ပြီးဆင်ញင်သုံးသပ်တယ်သမထနာဉာဏ်အတိတ်နာဂတ်တွေကိုဖယ်ထားပြီးတော့ပစ္စုပန်ဆက်ဆက်ဖြစ်နေခိုင်ကလေးမှလည်းပဲမမြဲတဲ့သဘောတွေကိုဆင်ញင်သုံးသပ်လာနိုင်ဥရိယဗျာဉာဏ်အဲ့ဒီကနေပြီးတော့ဖြစ်မှုပြက်မှုတွေထဲမှာဖြစ်မှုကိုကြော်ပြီးတော့ပြက်မှုကိုပဲအလေးပေးပြီးတော့မြင်လာလို့ရှိရင်ဘယ်ကနေဒါအနိစ္စလမ်းဆုံးတဲ့အတိတ်ပဲဒါကြောင့်မလို့ဘင်္ဂောအနိစ္စတာယပရမကောတိလို့ပြောတာအဲ့တော့ဘင်္ဂညာရပြီဆိုလို့ရှိရင်အနိစ္စအစွမ်းကုန်မြင်တယ်မြင်တဲ့အခါဘာဖြစ်လာလို့ဆိုတော့ထာဝရပြက်နေတဲ့အပြက်ကြီးတစ်ခုဟာလူကတွေးလာတယ်အော်တဲ့ကြောက်เสียကောင်းပါလားမြင်လာလို့ရှိရင်ငါကတော့ကြောက်เสียမကောင်းဘူးလို့ထင်ရုပ်နံတွေကိုကြောက်เสียမကောင်းဘူးနှစ်သက်เสียကောင်းတယ်လို့ထင်တာလူတွေကိုယ်မှရှိတဲ့ရုပ်တွေနံတွေကိုနှစ်သက်เสียတွေလို့ထင်တာမျက်လုံးလေးလည်းနှစ်သက်เสียလို့ထင်တယ်နားကိုလည်းနှစ်သက်เสียလို့ထင်တယ်နှာခေါင်းတရားကိုယ်တွေကိုနှစ်သက်เสียလို့ထင်တယ်ကိုယ်စိတ်လေးကိုလည်းနှစ်သက်เสียလို့ထင်တယ်အပြစ်တွေကြီးမြင်လာတဲ့အခါကျတော့အဲ့ဒီအမြင်ဟာပြောင်းသွားပြီးတော့ဘာဖြစ်တယ်ကြောက်เสียကြီးလို့မြင်လာဘာဖြစ်လို့လဲဆိုအမြဲတမ်းပြက်တယ်ကြောက်เสียကြီးလို့မြင်လာတယ်ဘယဉာဏ်အဲ့လိုမြင်လာလို့ရှိရင်ဩအန္တရာယ်များလိုက်တာလို့စိတ်ထဲမှာကြောက်เสียဆိုတာအန္တရာယ်ဖြစ်အာရိတဝဉာဏ်ညီးခွေလာတယ်မရချင်တော့ဘူးနေပြည်တာဉာဏ်လွတ်ချင်လာတယ်မောဇိတုကမြတ်ဉာဏ်လွတ်ရလွတ်ကြောင်းရှာဖို့လမ်းကြောင်းရှာတယ်ပဋိသင်္ခါဉာဏ်အဲ့လိုရှာကြံတဲ့အခါမှာအသိဉာဏ်ရင့်ကျက်ပြီးတော့တည်ငြိမ်လာတယ်သင်္ခါရုပ္ပခါအဲ့လိုရင့်ကျက်တည်ငြိမ်လာသင်္ခါရတရားတွေပေါ်မှာချက်ချင်းမုံရင်းဆိုတာမရှိပဲနဲ့
တည်ငြိမ်တဲ့အနေနဲ့ရှုနိုင်လာတဲ့အခါနောက်ဆုံးမှာမဂ္ဂင်၈ပါးမဂ္ဂင်၈ပါးတွေကအလုံးလုံးတဲ့မဂ္ဂင်၅ပါးသမ္မာဒိဋ္ဌိမှန်ကန်စွာမြင်ခြင်းသမ္မာသင်္ကပ္ပမှန်ကန်စွာတွေးခြင်းသမ္မာဝါယာမမှန်ကန်စွာကြိုးစားအားထုတ်ခြင်းနဲ့သမ္မာတတိမှန်ကန်စွာအမှတ်ရခြင်းသမ္မာသမာဓိမှန်ကန်စွာတည်ငြိမ်ခြင်းလို့ဆိုတဲ့ဒီမဂ္ဂင်၈၃မျိုးဟာဟန်ချက်ညီညီနဲ့တစုတည်းတစ်ခုတည်းကဲ့သို့အလုံးလုံးပြီလို့ဆိုတဲ့အခါဝိပဿနာဉာဏ်ရင့်တာနောက်ဆုံးပထမဆုံးဒီမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့သောတပတိမဂ္ဂလို့ဆိုဒီ message ကပေါ်လာတယ်အဲ့ဒီသောတပတိမဂ္ဂလို့ဆိုတဲ့ message ပေါ်လာလိုက်တာနဲ့တပြိုင်နက်သောတပတိမဂ္ဂကိုဓတ္တနလို့ခေါ်တယ်နိဗ္ဗာန်ကိုမြင်ပြီလို့ပြောတယ်စပြီးတော့နိဗ္ဗာန်ကိုမြင်တာနိဗ္ဗာန်ကိုမြင်တော့မြင်တယ်ဘာနဲ့ဥပမာတူလို့ဆိုသောတပန်သဂရကံအနာကံဝိပဿနာဉာဏ်နဲ့ရတော့နိဗ္ဗာန်ကိုမြင်တယ်မြင်မှုကိုထပ်ပြီးတော့တိုးတက်အောင်လုပ်တယ်ကိလေသာတွေပါသွားတယ်အနာဂတ်ဖြစ်အဆင့်ထိအောင်ရောက်တယ်ဆိုတဲ့အချိန်မှာနိဗ္ဗာန်ကိုလက်တွေ့ခံစားရပါလားလို့ဆိုတဲ့အခါမှာအနုပါတိတေတာနိဗ္ဗာန်မျိုးကိုလက်တွေ့ခံစားရတာမဟုတ်သေးဘူးနိဗ္ဗာန်ကိုအာယုပြုနိုင်ပြီလို့ပြောလို့ရဥပမာပေးထားတာရှိတယ်နော်ယန္တာမဟုတ်သေးတဲ့ပုဂ္ဂိုလ်တွေဟာဘာနဲ့ဥပမာတူလို့ဆိုအင်မတန်မှဆာလောင်မွတ်သိရေစားနေတဲ့အချိန်လမ်းမှာရေရင်းကြီးတရင်တွေ့တဲ့အခါကျတော့ရေခတ်เสียကျိုးမရှိပုံလည်းမရှိလှမ်းကြည့်ရင်တော့ရေတော့မြင်ရသို့တော့ရေတောက်ရမလားဆိုမတောက်ဘူးသောတပန်သဂရကံအနာကံဆိုတဲ့ပုဂ္ဂိုလ်တွေဟာရေနဲ့အလားတန်တူတဲ့နိဗ္ဗာန်ကိုမြင်တော့မြင်နေရပြီမခံစားရသေးဘူးဒီလိုအိဗယ်မျိုးရတယ်အဲ့ဒီဥပမာတိုင်းပဲဟောတံပိတုတ်မှာဒီဥပမာပေးထားတာရှိတယ်ပေါ့နော်ရေကန်းတဲ့ကရေတော့မြင်နေရပြီသို့တော့ရေမတော့ရဘူးယန္တာဖြစ်ပြီဆိုတဲ့အခါကျလို့ရှိရင်ကိလေသာတွေအလုံးကုန်သွားတဲ့အခါကျနိဗ္ဗာန်ရဲ့အရသာကိုသိရှိခံစားတော့ဒီလိုဆိုလိုတာပေါ့အဲ့တော့နိဗ္ဗာန်ကိုမြင်တယ်နိဗ္ဗာန်နဲ့ထိတွေ့နိုင်တဲ့အနေအထားမျိုးပုရုဇဉ်တွေကြတော့နိဗ္ဗာန်ကိုမမြင်သေးဘူးမှန်းဆကြည့်ရမှန်းဆကြည့်တဲ့အနေပဲရှိသေးတယ်ဟောကတော့မြင်တော့မြင်နေပြီသို့တော့လက်တွေ့နိဗ္ဗာန်ရဲ့အရသာနိဗ္ဗာန်ကိုဝိမု ക്തി ရတ္တအပြည့်အဝခံစားဖို့ကြောင့်ကိလေသာတွေလုံးဝကင်းစင်သွားတယ်ဉာဏ်တာပုဂ္ဂိုလ်ကြောင့်ခံစားရတယ်ဒါကြောင့်မို့လို့ကျင့်ရမှာကတော့ဒီတလန်းတွေကပဲသွားတယ်ရှင်းစွာရုပ်နဲ့နာနဲ့ကွဲဖို့နာမရူပပရိစ္ဆေဒဉာဏ်အကြောင်းတရားတွေမှာဆင်ခြင်သုံးသပ်တဲ့ပစ္စယပရိက္ခဉာဏ်ဒီဉာဏ်တစ်ခုအခြေခံပြီးတော့ရှင်းကြံကြုတ်ကိုအားထုတ်လိုက်တဲ့အခါဝိပဿနာဉာဏ်အစစ်စစ်တက်နောက်ဆုံးမှာဒီမက္ခဆိုတဲ့စွမ်းအားရှိတဲ့အရာတွေဟာတစ်ခုတည်းကဲ့သို့စွမ်းဆောင်သွားပြီဆိုရင်ပထမမက္ခကနိဗ္ဗာန်လမ်းကြောင်းကိုရောက်သွားတယ်ဒုတိယမက္ခကကာမရာဂကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့တဏှာတွေဒေါသတွေလျော့ပါသွားတတိယမက္ခရောက်တဲ့အခါကာမရာဂကိုခေါ်တယ်ကာမဂုဏ်အာယုန်စိတ်တွေနော်ဒေါသတွေလုံးဝကင်းစင်သွားတယ်စတုထမက္ခရောက်လိုက်တာနဲ့တပြိုင်နက်ကိလေသာတွေအလုံးကင်းငြိမ်းပြီးတော့သွားအဲ့ဒါလို့သွားဖို့ဝိပဿနာဉာဏ်အဆင့်ဆင့်နဲ့ဒီဝိပဿနာဉာဏ်ကိုပဲတိုးမြင့်ပြီးတော့ရှင်းသက်လာအောင်လုပ်တဲ့အခါ၄ချိန်၄ခါ၄ဘက်ကိုရတော့ဒီမဂ္ဂင်၈ပါးကျင့်တရားကို၄ချိန်လောက်ဆင့်မြင့်လိုက်တယ်ဆိုရင်နောက်ဆုံးဆင့်စွမ်းမြင့်ဆုံးဖြစ်သည့်အတွက်ကြောင့်ကိလေသာတွေအလုံးကိုဖယ်ရှားလိုက်တယ်အဲ့ဒီမှာသောတပတ္တိမက္ခလို့ဆိုတဲ့နိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်မှားရွေးတဲ့အမြင်တွေကတော့အာလုံးပုံဆုံးသွားသို့တော်ကြံတဲ့ကိလေသာတွေကြမ်းနေသေးတယ်ပေါ့အခုပြောတဲ့ဖန်ဆင်းရှင်ဝါဒလုံးဝစတုံးသွားတာသောတပန်ဖြစ်သွားတာနဲ့တပြိုင်နက်ဖန်ဆင်းရှင်ဝါဒကိုလက်ခံယုံကြည်မှုဆိုတဲ့ဒီအမြင်ဟာလုံးဝမလာတော့ဘူးလုံးဝဒီကုန်းချုပ်သွားပြီဒီမှာလည်းပဲဒီကုန်းချုပ်သွားဒါမို့သောတပန်ဖြစ်ရင်ဒိဋ္ဌိဝိသိကိစ္စပယ်တယ်လို့ဆိုတာမှားယွင်းတဲ့အမြင်သောတပန်ရဲ့နောက်မှာမလာတော့ဘူးသဂရကံဖြစ်လာလို့ရှိရင်ဒီလောဘတွေဒေါသတွေဆိုတာဖြစ်တဲ့အကျိန်လဲနည်းသွားတယ်အရှိန်လဲနည်းသွားတယ်လို့ဆိုအကျိန်က10ကဖြစ်ရင်
နှစ်ခါလောက်ပဲဖြစ်တော့ဖြစ်တဲ့အကျိန်လေးကယော့သွားတယ်လို့ပဲအရှိန်လေးကလည်းယော့ယော့လေးဖြစ်တော့အနာဂံဖြစ်ပြီဆိုရင်ကာမရာဂပြမာရလုံးဝခင်းပြီသို့တော့အနာဂံမှာတွေ့တာမှုလေးတွေကဓမ္မရာဂဓမ္မနန္ဒီလို့ခေါ်တာသူရထားတဲ့တရားဓမ္မပေါ်ဝိပဿနာပေါ်မှာတွေ့တာနေပြီအဲ့ဒီတွေ့တာမှုတွေကိုလုံးဝဖြုတ်လိုက်လို့အရတ္တမေရတ္တဖို့ဆိုတဲ့ကိလေသာအာသောတွေအလုံးကုန်ခန်းစေနိုင်တဲ့ဒီအစွမ်းထက်တဲ့ဘက်ကိုရလိုက်ပြီးဆိုလိုက်တာနဲ့တပြိုင်နက်အလုံးအဝိဇ္ဇာဆိုတာလဲမောဟဆိုတာလဲကုန်ဆုံးသွားတယ်တဏှာဆိုတာလဲလက်ကြံမရှိအောင်ကုန်ဆုံးသွားတယ်အဲ့ဒီကြမှာအလုံးကိလေသာတွေအလုံးချုပ်ငြိမ်းတယ်မှားယွင်းတဲ့အမြင်အယူဆတစ်ခုကတော့သောတပတိမက်သောတပန်ဖြစ်လိုက်တာနဲ့တပြိုင်နက်လုံးဝကြောက်ွယ်သွားတယ်ဒါကြောင့်မို့ဒီဖန်ဆင်းရှင်ဝါဒကလုံးဝလွတ်ကင်းဖို့ရှင်းကြကြုတ်ကိုအားထုတ်ကြမယ်ဆိုရင်စွမ်းအားမပြည့်သေးတောင်မှအ ਨੇ ဆုံးနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်ရပြီဆိုရင်ဖန်ဆင်းရှင်ဝါဒမမှန်တာကိုသိလာသောတာပန်ဖြစ်ပြီဆိုရင်တော့ဖန်ဆင်းရှင်ဝါဒတွေမကဘူးကျန်တဲ့မှားယွင်းတဲ့အမြင်တွေအကုန်လုံးကိုလက်မခံတော့ဘူးတန်တရားဆိုတာတွေလည်းမရှိတော့ဘူးအေးဒါကြောင့်လို့တရားချက်ကင်သူတော်စင်ပြိဿပေါင်းလို့လောကလူသားတွေအတွင်းသို့ဖန်ဆင်းရှင်ဝါဒဟာမြည်ပုံမြည်နည်းနဲ့ရောက်လာခဲ့မှန်ကန်တယ်မမှန်ကန်ဘူးမှားမှန်ကန်မှုရှိတယ်မရှိဘူးဆိုတာမြတ်စွာဘုရားဝေဖန်ထောက်ပြတဲ့အတိုင်းဖန်ဆင်းရှင်ဝါဒအကြောင်းကိုသိရှိပြီးတဲ့ခါမှာမိစ္ဆာဝါဒအားလုံးဟာသောတပတိမဲ့ဉာဏ်ဖြစ်တာနဲ့တပြိုင်နက်မိစ္ဆာဝါဒအားလုံးတွေကလွတ်ကင်းပြီးတန်တရားတွေကလွန်မြောက်လို့နောက်ဆုံးအစဉ်စဉ်တက်ပြီးရတ္တမေရတ္တဖို့ရတဲ့အခါမှသာကိလေသာအာသဝတွေလုံးဝကင်းစင်လို့ကိလေသာဝုတ်ကလည်းလွတ်မယ်ကိလေသာဝုတ်လွတ်သွားပြီးကျွတ်သွားပြီးဆိုရင်ကမ္မဝုတ်ကလည်းကျွတ်သွားမယ်ကမ္မဝုတ်ကျွတ်ပြီးဆိုတဲ့အခါမှာဝိပါကဝုတ်ကအရှိန်သေးသွားလို့အရှိန်ကုန်သွားလို့အချိန်ကုန်တဲ့အခါမှာသူ့ဘာသူချုပ်ငြိမ်းသွားတဲ့အခါမှာနောက်ထပ်ကိလေသာဆိုတာမလာဘူးကံကလည်းမဖန်တီးနိုင်တော့ဘူးအဲ့ဒီကနေပြီးဝတ်ကျွတ်တယ်လို့အဲ့ဒီကျမှခေါ်အောင်အခုတော့တခုခုဖြစ်ရင်လူတွေကဝတ်မကျွတ်သေးဘူးဝတ်မကျွတ်သေးဘူးနဲ့ပြောနေကြတယ်ဘယ်တော့မှမကျွတ်ဘူးနော်ဝတ်ခံနေရတယ်လို့ပဲဒီလိုထင်တယ်နိဗ္ဗာန်ရမှဝတ်ကျွတ်တယ်လို့ပြောလို့မှတ်အေးဒါကြောင့်တရားချက်ခင်သူတော်တဲ့ပြိဿပေါင်းလို့ဘုရားမြတ်စွာဘုရားဟောကြားတော်မူတဲ့ဒေသနာတော်တွေကိုနာခံမှတ်သားပြီးတော့တို့တွေဟာမှားတဲ့အယူဆတွေအမြင်တွေဒုက္ခနာမှာမဖြစ်အောင်ပရတောဘောတလို့ဆိုတဲ့မင်္ဂန်တဲ့တရားတွေနာဖို့မင်္ဂန်တဲ့စာပေတွေဖတ်ဖို့ဘုရားဟောတဲ့တရားစစ်တွေနာဖို့ဘုရားဟောတဲ့တရားတွေဖတ်ဖို့မသိသေးဘူးဆိုရင်တတိနားလည်တဲ့ဆရာတော်တွေသံဃာတော်တွေချင်းကပ်မင်းများလို့ပရတောဘောတကိုရအောင်ကြိုးစားပြီးယောနိတောမနတိကာလမှန်မှန်ကန်ကန်စဉ်းစားနိုင်တဲ့အသိဉာဏ်ဒီနှစ်ခုရှိမှစုံလင်မှသာလေမှန်ကန်တဲ့အမြင်တစ်ခုဆိုတာရနိုင်တယ်လို့ကိုယ်စီသဘောကျပြီးတော့မှန်ကန်တဲ့အမြင်တစ်ခုဤဘဝသာမကနောက်ဘဝဆက်တိုင်းနိဗ္ဗာန်ရသည်ထိအောင်မှန်ကန်တဲ့လမ်းကြောင်းကတို့တဲ့ပြီးရှောင်လန်းနိုင်ကြရစေလို့ကိုယ်စီကိုယ်ငါရှင်းကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်၏ကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာဝိရသန္တပြည့်ပါစေသက်ရှိချမ်းမာစိတ်ချမ်းသာဝိရသန္တပြည့်ပါစေမောနန္တဒုက္ခပိနိစာမေတ္တာပုံငိဉ္တုသင်္ကမ
မနောတရာတိတဝိတံဘဝယံတုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတော်ကိုရောက်ယူပါဝင်ငွေလာမင်းနှင့်ရောက်ခြင်းရှိရုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥဒ္ဒုံလုံးလုံးများသောသတ္တဝါတို့၏မနောတရာတိပညာဖြူစင်အေးခြင်းနှင့်ရေစဉ်ကြည်ခြင်းစိတ်နှလုံးဤဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပေနာစေထဝရအညจิตာတာယာပွင့်လန်းချမ်းသာဒုက္ခအရိဟုသောကုမုဒ္ဒရာကြာဝန္တုသည်ဩလာကဝန္တာရှိမြဝမုံလူလျက်ဤလူဝဲကြုံခုပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနဂံလေးအောင်လေးတဲ့ရောရှက်သင်္ကြန်ဤဒီဟုသောယနန္တို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်နေကြပါစေကုန်သတ